ကဲမင်္ဂလာပါကျွန်တော်လည်းအထက်မှာအခုလက်ရှိရောက်ရှိနေရတော့ Zlog ကပတ်ရှိထားတဲ့ Party Box အနေနဲ့ပဲအသုံးပြုမလားကာရာအိုကေဆိုတဲ့အချိန်မှာအသုံးပြုမလားတကယ်ကိုအတန်ထွက်အားကောင်းမီမှာ base အားပြင်းတဲ့ဆောင်းပေါက်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် model number ကတော့ S98M ဖြစ်ပါတယ်ဗျဒီကောင်လေးက output power ဆိုရင်တော့160 watt ထွက်မယ်ဗျ Bluetooth version က 5.3 နဲ့ချိတ်ဆက်ရမယ်ဆိုတော့မြန်ဆန်မှာတော့အသေးချပါပဲကာရာအိုကေဆိုချင်တဲ့လူတွေအတွက်လည်းသူ့မှာ mic တစ်လုံးပါတယ်ဆိုတော့အဆင်ပြေပါတယ်ဗျ volume up and down ကိုလည်းဒီဖုန်းလေးဖွင့်မှဒီကနေကျွန်တော်တို့အတန်တိုး short လေးလုပ်ယူလို့ရပါတယ်ဗျတက်ဆောင်မှုအတွက်ဆိုလည်းဒီ gain ကနေပဲတက်ဆောင်သွားမလားပြီးတဲ့ကျိုးကနေပဲတက်ဆောင်သွားမလားအလွယ်တကူတက်ဆောင်သွားလို့ရပါတယ်ဗျပြီးရင်သူ့မှာ EQ 3မျိုးပြောင်းလို့ရတယ်ဗျ vocal ကိုပဲပြောင်းမလား bass R ကိုပဲပြောင်းမလားအဲ့ဒီအတွက်သူက EQ ပြောင်းလို့ရတဲ့ခလုတ်လေးလည်းထည့်ပေးထားတယ်ဗျ3မျိုးပြောင်းလို့ရပါမယ်ပြီးမှသူ့ရဲ့အားသာချက်နောက်တစ်ခုလေးထပ်ပြောပြမယ်ဗျအရေးပေါ်ဖုန်းအားသွင်းခြင်းတဲ့လူတွေအတွက်လည်းဒီအနောက်မှာကျွန်တော်တို့18 watt ထိ fast charging စနစ်ပေးထားတဲ့စနစ်လေးလည်းပါပါတယ်ဒီဟာလေးကိုအားပြန်တွင်းမယ်ဆိုရင်လည်း15 watt ကနေ45 watt ရှိတဲ့ခေါင်းနဲ့အားပြန်တွင်းလို့ရပါတယ်အားတွင်းကြာချိန်ကတော့4နာရီလောက်တော့ကြာပါလိမ့်မယ်ဗျအသုံးပြုလို့ရမယ့်အချိန်ကတော့10နာရီအထက်အသုံးပြုလို့ရပါတယ်ကဲအဲ့ဆိုတော့ကျွန်တော်တို့ Zlog ရဲ့ S98M ရဲ့အတန်ထွက်အားဘလောက်ပြင်းလဲစမ်းကြည့်လိုက်ရအောင်ဗျAnd the girls with their nails done now. Girls with their nails done. And the girls with their nails done. ဒါဆိုတော့သူက base တန်ကျန်းတာတော့မိတ်ဆွေတို့နင်းတဲ့အတိုင်းပဲကာရာအိုကေဆိုမယ်ဆိုရင်လည်းလုံးဝအတန်ထွက်ကြည်လင်ပါတယ်ဆိုင်မှာလာရောက်စမ်းတက်ဝယ်လို့ရပါတယ်ဗျကဲဒါလေးကိုဝယ်ယူအားပေးခြင်းနဲ့ဆိုတော့ကျွန်တော်တို့မြစ်ကြီးနားမြို့သိရက်ကွက်ဗိုလ်ချုပ်ကျေးဦးရှိဂိုးရဲမိုဘိုင်းနဲ့ electronic မှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ